anti aging နဲ့ပတ်သက်လို့လူအများစုမှာမှားယွင်းနေတဲ့အယူအဆတစ်ခုရှိတယ်။အဲ့ဒါဘာလဲဆိုတော့လေ skin care အကောင်းစားတွေသုံးပြီးတော့မှအိုမင်းညင်ညောင်မှုကိုတားဆီးနိုင်တယ်လို့ထင်နေကြတယ်။တကယ်တော့ skin care ဆိုတာကြတော့ပေါ်ရန် skin ကိုပဲ skin quality ပိုကောင်းလာအောင်လုပ်ပေးနိုင်တာဖြစ်တယ်။အရေပြားအောက်မှာပြောင်းလဲလာတဲ့အရိုးတွေကျုံသွားတာအဆီတွေလျော့သွားတာ muscle tone တွေကျသွားတာ collagen တွေနည်းလာတာကိုကြတော့ဒီ skin care တစ်မျိုးတွေကမတားဆီးပေးနိုင်ဘူးမပြုပြင်ပေးနိုင်ဘူး။ကျမရဲ့အတွေ့အကြုံရဆိုလို့ရှိရင်တော့ဒီ anti aging treatment တွေကိုမလုပ်ဖ ೇನೆ skin care တစ်မျိုးတွေပဲသုံးနေတဲ့လူကအချိန်တစ်ခုရောက်လာတဲ့အခါမှာ correction လုပ်ဖို့အတွက်ဆိုလို့ရှိရင် treatment တွေအများကြီးလိုအပ်တယ်။တကယ်လို့တင်တာကတော့ skin care လည်းသေချာလုပ်ရတယ်လို့မျိုး healthy lifestyle ဖြစ်အောင်လည်းနေရတယ်။နောက်တစ်ခုကတော့ preventative aesthetic treatment တွေကိုလည်းလိုအပ်တယ်လို့လေယူသင့်တယ်။ဒါမှသာကိုကအချိန်နဲ့အမျှသဘာဝအတိုင်းလေးလူပြိုလှပနေအောင်ထိန်းသိမ်းထားနိုင်မှာပါ။နောက်ထပ်သိချင်တာရှိရဆိုလို့ရှိရင် comment မှာမေးခဲ့လို့ရပါတယ်။ follow လုပ်ဖို့လည်းမမေ့နဲ့နော်။လှပဆိုင်ရာကျွမ်းကျင်မှုများနဲ့အတူမြဲရှိနေမယ်ဒေါက်တာထပ်ပါ။